ရန်ကုန်မှာလမ်းမတွေပေါ်မှာကားပါကင်နေရာဥထားတဲ့သူတွေကိုပြန်ပြီးတော့အရေးယူတော့မယ်။ရန်ကုန်မှာကားမောင်းနေရတဲ့သူတိုင်းအမြဲတမ်းစိတ်ညစ်နေရတဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အများပိုင်လမ်းမတွေပေါ်မှာတာယာကွင်းတွေချတန်ပန်းတွေကခုံတွေချပြီးတော့ကားပါကင်နေရာဥထားကြတဲ့ကိစ္စဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ဇွန်လ25ရက်ပါ။ဒီနေ့မှာတော့ရန်ကုန်မြို့ကန်အများစုနေ့စဉ်ကြုံတွေ့နေရတဲ့ကားပါကင်ပြဿနာနဲ့အခုအသစ်ထွက်လာတဲ့အရေးယူမဲ့အစီအစဉ်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးပါပါ။ရန်ကုန်မြို့ရဲ့ရက်ကွက်တွေလမ်းမကြီးတွေနဲ့လမ်းသွယ်တွေပေါ်မှာကိုယ်ပိုင်နေရာတစ်ခုလိုသတ်မှတ်ပြီးတော့ခုံတွေတာယာအဟောင်းတွေတချို့ဆိုရင်တာယာဂွေတွေကိုကွန်ကရစ်လောင်းပြီးတော့ပါချထားတတ်ပါတယ်။တန်ပန်းတွေနဲ့ဒီပုံသဏ္ဍာန်အမျိုးမျိုးအတားအဆီးတွေချပြီးတော့ကားပါကင်နေရာဥထားတဲ့ပြဿနာကဟိုးကျွန်တော်တို့ငယ်ငယ်ခေတ်အဆက်ဆက်တွေကအမြင့်တွင်နေကြတာပါဒီပြဿနာကအိမ်နီးချင်းအချင်းချင်းပါကင်နေရာလူရကနေပြီးစကားများရန်ဖြစ်ကြပြီးတော့ကြီးမားတဲ့ခိုက်ရန်ဖြစ်ပွားမှုတွေလူရိုက်မှုတွေအထိဆိုးရွားတဲ့အမှုအခင်းတွေမကြာခဏဆိုသလိုဖြစ်ပွားတာကြောင့်အခုလိုဥပဒေနဲ့ပြန်ပြီးတော့တားဆီးဖို့လိုအပ်လာတာပဲဖြစ်ပါတယ်။ရန်ကုန်မြို့တော်စီမံသားယာရေးဥပဒေ2018အရဆိုရင်အများပြည်သူပိုင်လမ်းမကြီးတွေနဲ့လမ်းသွယ်တွေမှာကားပါကင်နေရာဥဖို့အတားအဆီးပစ္စည်းတွေချတာကိုရဲအရေးပိုင်တဲ့အမှုအဖြစ်သတ်မှတ်ထားပါတယ်။စီကံဖောက်ဖျက်သူတွေကိုစနစ်တကျပြန်ပြီးစီစစ်ပြီးတော့ဥပဒေဘောင်အတွင်းကနေပြီးအဲ့ဒီအတားအဆီးတွေကိုဖယ်ရှားရှင်းလင်းတော့မှအပြင်ပြစ်မှုကျူးလွန်သူတွေကိုဒဏ်ငွေဒီတသိန်းကနေပြီး9သိန်းကျပ်အထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒီလိုထိထိရောက်ရောက်အရေးယူလာမယ့်အပေါ်အားသာချက်တွေကအများကြီးရှိပါတယ်။ဒါပေမဲ့တကယ်တမ်းမှာဒီဥပဒေကိုအကောင့်ထဲဖော်တဲ့နေရာမှာလက်တွေ့မြေပြင်မှာတွေ့ကြုံရနိုင်တဲ့အားနည်းချက်နဲ့စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။အမှန်တကယ်ကားရက်စရာနေရာရှားပါမှုရန်ကုန်မှာကားတွေကအရန်များနေပြီးတော့လုံလောက်တဲ့ကားပါကင်နေရာတွေမရှိသေးပါဘူး။နေရာဥတာကိုဖျောက်ကောင်းဖျောက်လိုက်နိုင်ပေမဲ့အမှန်တကယ်ကားရက်ဖို့နေရာမရှိတဲ့ကားပါကင်အခက်အခဲကတော့ဆက်ပြီးရှိနေဦးမှာပါ။နောက်တစ်ခုကတော့ကိုပိုင်ကားပိုင်ရှင်တွေရဲ့စိုးရိမ်မှုဖြစ်ပါတယ်။ကိုယ့်အိမ်ရှင်မှာကားရက်ထတာတော့ဒီပစ္စည်းတွေတစ်ခုပြီးတစ်ခုဖြုတ်ခိုးခံရတဲ့အခြေအနေမျိုးဖြစ်နေတဲ့အတွက်လုံခြုံရေးစိုးရိမ်မှုတွေနဲ့အဆင်မပြေမှုတွေရှိလာနိုင်ပါတယ်။တချို့အိမ်ပိုင်ရှင်တွေတော်တော်အခက်အခဲတွေလုံးဝဖြစ်လာနိုင်ပါတယ်။ပြီးတော့ဒီစီမံချက်ကပူတုံးခဏပဲလှုပ်ပြီးတော့နောက်ပိုင်းမှာပြန်ပြီးရက်သွားမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိလာပါတယ်။အရေးယူရမှာမျက်နှာလိုက်တာတွေလက်ပေးလိုက်လှုပ်ပြီးတော့ကင်းလုံးခွင့်ပေးတာမျိုးတွေဖြစ်လာနိုင်ခြင်းအနေလည်းရှိနေပါတယ်။အချို့အဖြစ်ပြောရရင်တော့ရန်ကုန်မှာအများပိုင်နေရာတွေကိုကိုပိုင်တတ်မှတ်ပြီးတော့ပါကင်ဥတဲ့အတားအဆီးတွေကိုစီပင်ဥပဒေနဲ့အညီဖယ်ရှားပြီးတော့ဒဏ်ငွေ3သိန်းကနေပြီး9သိန်းအထိချမှတ်အရေးယူမယ့်အစီအစဉ်ကပြန်ပြီးတော့စတင်တော့မှာဖြစ်ပါတယ်။အထူးသဖြင့်ပြည်သူတွေကြားထဲကမလိုလားအပ်တဲ့ပဋိပက္ခတွေကိုဆွတ်ချပေးနိုင်မှာပါ။ကြီးစုသူတွေအနေနဲ့ရောကိုယ့်အိမ်ရှိလမ်းတွေပေါ်မှာပါကင်ဥထားတာမျိုးတွေရှိပါသလား။ဒီဥပဒေအသက်ပေါ်ဘယ်လိုမြင်ကြပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ link ခံရင်ကို subscribe လုပ်ထားနိုင်တယ်လို့ကျွန်တော်ရဲ့ Telegram political ကို join ထားပြီးတော့သတင်းတိုလေးတွေလာပြီးဖတ်လို့ရပါတယ်။ကျွန်တော်ကတော့ link ခံရင်ပါ။နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆွေးနွေးပါမယ်ခင်ဗျာ။